ပြတတိယလည်းပြပြအောင်ဒီမှာအခုဆက်ပြလာဖို့ပါပေါ့နော်ဆက်ပြလာဖို့ပါပါလဲတငယ်ချင်းတွေနဲ့ဟာတာပေါ့အဆောင်နေတော့ကတငယ်ချင်းတွေနေဆိုတော့ကိုရှိရကိုစားသူရှိရသူစားဟုတ်ပါသူရှိတာကိုကျွေးကိုရှိတာသူကျွေးအဆောင်နေတဲ့ဘဝတည်တဲ့အတိုင်းစားစရာတော့စရာနည်းနည်းချိုးချန်ချွေတားတာရောဘာရောဆိုတော့ချိုးတဲ့တမျိုးစားတာဆိုတော့စစ်တလူလေးတွေစားတာပေါ့အဲ့ခါမှာအတုပ်တွေပါလေလောက်စားတယ်ဆိုရင်အဲ့လိုခေါ်ပြီးတော့တကယ်ချင်းကျွေးကြလေအဲ့ဆိုရင်ပြပြရှင်ဝိုင်းဝဲစားကြအဲ့တော့မနေရောက်လောက်ရှိ9ရောက်လောက်ရှိမယ်အဲ့မှာဘာစားလဲဆိုတော့ရွာမှာဆိုရင်စားလေးပဲဝေလို့ခေါ်တယ်ဒီမှာတော့ဘယ်လိုခေါ်ကြလဲမသိပဲဝေလေးပဲမုံကိုကြောထားတဲ့ပဲဝေအဲ့ဒီပဲဝေကိုအခုရှူရှဲဆိုတဲ့လက်ဖက်နဲ့တုပ်စားတာအဲ့လိုဆိုရင်ချင်းဆက်လေးနဲ့စားကောင်းတယ်ကွာအဆောင်မှာကြအစားတော့ကချွေတားတာရောရှားတာရောဆိုဈေးကလည်းဝယ်နေနိုင်ဝယ်လို့မြင်အဲ့ဒါဆိုတော့အကုန်လုံးဝိုင်းခွဲပြပြရှင်းစားကြစားတော့လို့ပြီးငယ်ချင်းအဲ့9ယောက်လောက်ကစားပြီးအဲ့လိုစားပြီးနေတဲ့အချိန်သူကဘုံလုံးဝါစားလို့ကုန်းသွားအဲ့မှာတငယ်ချင်းတယောက်ကရောက်လာနင်တို့လည်းအဲ့လိုမျိုးအတုပ်တွေတုပ်စားငါလည်းစားခြင်းနဲ့ဟိုတငယ်ချင်းကစားပြီးလို့ပကံဆေးတော့မှာသူ့လက်ထဲကိုအဲ့ဆက်ပြစီပေါ့နော်ပကံဆေးဆက်ပြစီညှစ်ထားပြီစားကောင်းတယ်နင်တို့လောက်စားတယ်ငါလည်းတုပ်စားမယ်ဆိုတော့ဆိုသူကထပ်ပြီးတော့ပဲခွေတုပ်တွေယူလာတယ်ပဲခွေတုပ်တွေယူလာပြီးတော့ဟိုကလောက်ခိုင်းတာပေါ့နော်ငါ့ဆောင်မှွေးပေးတငယ်ချင်းကလည်းစားခြင်းဆိုအာကြီးနေလေဆက်ပြားကြီးထည့်ထားတဲ့လက်ဆိုဆက်ပြားစီကအဝါရောင်လေးအဲ့ဆက်ပြားနဲ့လိုက်တာသူကလည်းသတိမထားဘူးနဲ့လိုက်တယ်နဲ့ပြီးတော့တငယ်ချင်းစားကြစားတာဘလို့တော့ဆိုအဲ့တော့ကစားလိုက်တော့မြုပ်ထွက်လာဆက်ပြစီနဲ့ရှော့ပြီးတော့တုတ်ထားတယ်ပဲခွေစားတော့အဲ့ပဲခွေအတော့ကိုစားတော့မြုပ်ကြည့်တော့ကောင်မဘလို့ကြီးမဲ့စားတာမြုပ်တွေထွက်လာတယ်လို့ပဲဟုတ်တယ်ငါစားတော့နင်တို့မလာခင်တော့ပကံဆေးအောင်လို့လက်ထဲကိုပကံဆေးဆက်ပြစီထည့်ထားနင်ငါ့ကိုမှွေလိုက်ဆိုတော့ငါမှွေလိုက်တာအဲ့ဒါကြောင့်မလို့တော့ကမစားလိုက်ရတော့အမတ်တရဒါလေးပြပါဘာမှဟာတာရှိရ